အခုကဒီကြောက်ပြုံဒီနဲ့ဒီအရွက်၄မျိုးနဲ့ဆေးရည်ကိုအခုကတောက်ပြီးတော့ဘာတွေဖြစ်သွားတော့ဆိုအခုမူးတာတွေပျောက်သွားတယ်အာယုံကြောအားနေတာတွေပျောက်သွားတယ်မောတာတွေပျောက်သွားတယ်မောတာတွေပြောအဲ့လိုဟောဟဲဆိုင်နေအောင်မောတာကွာတစ်ထက်တောင်အပေါ်ထက်တစ်ထက်ကိုတက်ရင်တော့အဲ့လိုမောတာတအားမောတာလက်ရမ်းတွေအောက်ဆင်းပြီးဆိုအာယုံကြောအားနေတော့လက်ရမ်းတွေကင်ပြီးမှဆင်းရတာနော်ပြီးတော့လူနှုံးချိနေတာတွေနော်နှုံးချိနေတာတွေတက်တာသွားတယ်ပြီးတော့ကြတော့ကြောက်ကက်ထီလို့ခါတစ်ဖက်လဲနားနေတာတွေပျောက်သွားတယ်အထီးကတော့စီးပေါ့နော်စီးကောင်းသွားတယ်စီးအိမ်တွေပါဒီမှာကောင်းသွားတယ်ကွာလွတ်ထိုင်လို့ကောင်းသွားတယ်အဲ့ယောဂါတွေပျောက်သွားတယ်နော်အဲ့တော့ဒီစင်းကြီးကဘာတွေပါလဲဆိုရင်နော်အခုပြောပြမယ်ဒါကတရုတ်နဲ့ဒါကဗမာနဲ့နော်ဗမာနဲ့အမြစ်ပါထည့်မယ်ဟုတ်ပြီနော်ဒါမုံလာဦးအဖြူရဲ့အရွက်ကိုထည့်မယ်နော်အဖြူရဲ့အရွက်ဖြစ်ကြောင်းကိုပြတာဥမထည့်ရဘူးနော်အရွက်ထည့်မယ်ပြီးသွားရင်ဒါကြောက်ပြုံသီးကလည်းသူ့ရဲ့အထူကလက်မလောက်ပဲရှိမယ်နော်ဟုတ်ပြီနော်လက်မလောက်အထူလောက်ပဲတကွင်းတစ်ပဲအထက်အစီလုံးဝဖယ်မယ်အခွန်ဖယ်မယ်ဟုတ်ပြီနော်ပြီးသွားရင်ဒါကပူစီနယ်နော်ဒါကတရုတ်နယ်ဖြစ်တယ်ဒါတရုတ်နယ်ဟုတ်ပြီအဲ့ဒါကိုကြိုတော့မယ်နော်အဲ့ဒါကိုဒီအိုးကြီးတွေကိုထည့်လိုက်မယ်ကွာဒီအိုးကြီးကိုထည့်လိုက်ဟုတ်ပြီနော်2 လီတာအိုးထည့်လိုက်မယ်ပြီးသွားလို့ရှိရင်ပွက်အောင်ကြိုလိုက်မယ်ဒီမှာရှူအိုးနော်ရှူအိုးသုံးမယ်ပွက်အောင်ကြိုလိုက်မယ်ပွက်တာနဲ့ချမယ်အရင်ကြိုမပြည့်ရဘူးနော်ပွက်တာနဲ့မိဖို့ဘေးကိုချတာမယ်ချတာပြီးလို့ရှိရင်ကင်ကြည့်လိုလေးကင်ကြည့်လက်နဲ့ကင်ကြည့်လို့ကင်လို့ရပြီနွေးလေးဖြစ်သွားပြီဆိုရင်နော်ပထမဆုံးချပြီးတော့ဖွင့်ပြီးအိုးဖုံးကိုဖွင့်ပြီးတော့တောက်ပါငချင်းခွက်နဲ့တစ်ခွက်အိုးဖုံးကိုဖွင့်ပြီးတော့လေးတလက်မခံရဘူးနော်အိုးဖုံးပိတ်ရက်နဲ့ပဲဒီအေးအောင်ခံရတာနော်အေးအောင်လုပ်ရတယ်နော်အိုးဖုံးကိုဖွင့်ပြီးတော့အေးအောင်မလုပ်ရဘူးနော်အဲ့ဒါလေးမှတ်ထားအောင်နော်အိုးဖုံးကိုဖွင့်ပြီးတော့အေးအောင်မလုပ်ရဘူးနော်သူကဒီတိုင်းမိဖို့ဘောကနေချလိုက်အိုးဖုံးလေးနဲ့ပဲချလိုက်နော်သူနွေးသွားပြီဆိုခါမှအဲ့ဒါနွေးအောင်ကိုတော်တော်စောင့်ရတယ်2 နာရီနီးပါးလောက်ကိုစောင့်ရတယ်နွေးလေးဖြစ်သွားအဲ့ကြမှာငချင်းခွက်နဲ့တစ်ခွက်တောက်ပြီးကြလို့ရှိရင်နောက်ထပ်3-4 နာရီနေလို့ရှိရင်ငချင်းခွက်နဲ့တစ်ခွက်ထပ်တောက်ဟုတ်ပြီလားအဲ့ဒါပြီးသွားလို့ရှိရင်ညအိတ်ခါနီးကိုကုန်အောင်တောက်လိုက်ဒါရေ2 လီတာနော်2 လီတာဆိုကုန်အောင်တောက်တယောက်စာနော်ရေ2 လီတာကို1 လီတာခွဲထည့်လဲရတယ်2 လီတာထည့်လဲရတယ်1 လီတာခွဲအောက်တော့မနှဲနဲ့နော်1 လီတာခွဲနဲ့2 လီတာအဲ့ဒါကိုတောက်လိုက်လို့ရှိရင်နော်ညအိတ်ရဝန်ကနီးဆိုရင်အဲ့1 နာရီလောက်အတွင်းကိုအကုန်တောက်ချလိုက်โอเคနော်โอเคအားလုံးကြမ်းမချမ်းသာကြပါစေနော်ဟုတ်ရင်အကိုသေးပြီဒီနှစ်နော်မသေးရင်တော့မှအကိုဒီစင်းလေးကိုမတွေ့ရင်တော့နော်ကိုမသေးရင်တော့မှအကိုကြောက်ကပြက်ပြီနော်ကြောက်ကနှလုံးလုံးမပြက်တော့တစ်လုံးကတော့တေးကြပါခွဲထုတ်ရမှာဖြစ်တယ်နော်အဲ့တော့အကိုရဲ့အသက်ကိုကယ်ခဲ့တဲ့ဒါစင်းကြီးကိုအကိုကဆင်းရဲကြီးလုပ်ပေးတာဖြစ်တယ်နော်အားလုံးလည်းဒါထပ်ပြီးတော့ follow အစ်စ်တွေထပ်ပြီးမေးတဲ့အတွက်အခုကကြောက်ပြုံဒီဆေးကြီးကိုအခုကပြန်ပြီးလုပ်ပြပေးနေတာဖြစ်ပါတယ်နော်တော့ကွာကြောက်ကကွာယူရစ်အက်ဆစ်တွေအခုကယူရစ်အက်ဆစ်တွေအများများတယ်ကွာယူရစ်အက်ဆစ်တွေအများများပြီးတော့ကွာဆေးထိုးလို့လည်းမနိုင်တော့ကွာယူရစ်အက်ဆစ်ကြာဆေးတွေတောက်လို့လည်းမနိုင်တော့ကွာနောက်ဆုံးကြတော့ကွာဘာတွေဖြစ်လာတော့ဆိုတော့ကွာနောက်ဆုံးကြတော့ဒီကြောက်ကမှာပါကွာယူရစ်အက်ဆစ်တွေများပြီးတော့အခုကကြောက်ကတစ်လုံးထိတယ်ကွာတချမ်းထိတယ်နော်ကြောက်ကတစ်လုံးထိတယ်အဲ့တော့ခါးတွေတအားနာလာတယ်ကွာပုံလို့မရတော့ဘူးကွာလို့မရတော့ဘူးပလက်လှန်တွေကနေထားပြီးဆိုလို့ရှိရင်ဇက်ကနေထားဖို့ဆိုတော့အဝေးကြီးဖြစ်သွားပြီဘလို့မှမရတော့ဘူးဘာစားအောင်လာပြီးအင်းလာပြီးပြီးကြလို့ရှိရင်ဘာစားအဆက်ဆိုစားလို့မရတော့ဘူးငပိချက်စားလို့မရတော့ဘူးနော်ဘာမှကိုစားလို့မရတော့ဘူးကွာတွေးတယ်လည်းတအားတိုးလာပြီကွာတွေးတယ်လည်းတအားတိုးလာပြီကွာနော်ဟိုတွေးလို့ကြာသေးဆိုတာလည်းလုံးဝအိတ်ထဲမှာလုံးဝကိုစောင့်ထားရပြီနော်ထမင်းတနက်စားတိုင်းအပြင်ကနေတစ်ခါမနေ့စားပေါ့ကွာမနေ့စားတနက်နေ့လယ်စားတစ်ဆက်ညစားတနက်စားတိုင်းအကို30အားနှလုံးအများတန်းတောက်ရတဲ့အဆင့်တွေရောက်လာပြီနော်တွေးရလည်းတအားပြစ်လာပြီလူကလည်းထိုင်မှိုင်းပြီးတော့နှုံချီနေပြီအဲ့လိုဘွာကြီးကနေပြီးတော့အကိုကဒီဆေးကိုကြိုးတောက်လိုက်တဲ့အချိန်မှာအကိုကအဲ့ဒီယောဂအပေါ်ရန်လက္ခဏာတွေဟာလုံးဝနီးပါးထက်ဝက်လောက်ပေါ့နော်အမြင့်တော့မပြတ်ဘူးပေါ့နော်အမြင့်ပြတ်ကတော့ဒန်းလွန်စီကိုဆက်စားတဲ့အချိန်မှာအခုအမြင့်ပြတ်သွားခဲ့တယ်နော်ဒီကောင်ကကျတော့အပေါ်ရန်အဲ့လိုမျိုးနာကျင်ကြိုက်ခဲနေတဲ့ဝေဒနာတွေကိုလုံးဝခါနာဆိုလဲကွာခါနာလုံးဝပျောက်တယ်ကွာယူရစ်အက်ဆစ်ကြောင့်ခြေထောက်ခြေစစ်တွေရောင်တာကွာရောင်တဲ့ခါမှာခြေစစ်တွေနားရလေအဲ့နားရကျင်တာတွေကယော့သွားတယ်ကွာဟိုဆေးခန်းကိုသွားစရာမလိုတော့လောက်အောင်ဖြစ်သွားတယ်ကွာ
ဒါပေမဲ့အစမတော့မခံသေးဘူးเนาะဒါပေမဲ့ကွာဘလို့ပဲနေဟုတ်တယ်မလားမူးတာတွေပျောက်သွားတယ်မောတာတွေပျောက်သွားတယ်စီးသွားများတာတွေပျောက်သွားတယ်အိတ်မပြောတာတွေပျောက်သွားတယ်